မင်္ဂလာပါရှင်စိုးစံလင်းအိမ်ချမ်းမြေကျိုးဆောင်ကုမ္ပဏီမှကြိုဆိုပါရရှင်ဒီနေ့ကတော့သင်ငန်းကျွန်းသုဝန VIP 1ကအိမ်အသစ်လေးတစ်လုံးကိုလိုက်ပြပေးမှာဖြစ်ပါရဲ့ရှင်မြေအကျယ်44ပေ84ပေရှိပါတယ်ဘေးနှစ်ဖက်လာမှန်တွေနဲ့ခန်းနာစွာဖန်တီးတည်ဆောက်ထားတဲ့ Modern House အိမ်မျိုးအစားသုံးသက်ဘက်တိုင်းသုံးခြင်းအိမ်ဖြစ်ပါရဲ့ရှင်ဘာသာပြင်နေရာကိုလည်းကြကြဝန်းလေးယူပေးထားပါတယ်။ပိုင်ဆိုင်မှုမျိုးစားကတော့ Granny Box စီကနေ Special Power ယူထားပါတယ်။ကျမတို့ဝင်ချင်းစပြီးတွေ့ရမှာကတော့ Living Room အခန်းလေးဖြစ်ပါတယ်ရှင်။ First Impression မှာလည်းမျက်လုံးနဲ့ဝင်လာတဲ့ထူးခြားမှုကတော့မီးရီမြိုင်နေအောင်ဆင်ထားတာတွေ့ရမှာပါ။နိုင်ငံကာလာဆေးကိုတော့အဖြူရောင်ရွေးချယ်ထားပြီးတော့စီလင်ကာလာမှာခင်းရရောင် highlight လေးဖောက်ပေးထားပါတယ်။အဖြူရောင်ကအကြောင်တွေထဲမှာအလေးဆုံးအကြောင်ဖြစ်ပြီးတော့တန့်စင်တဲ့ကောင်းခြင်းတွေပြေဝတဲ့အကြောင်ဖြစ်ပါတယ်။အခုမြင်တွေ့နေရတဲ့အခန်းလေးကတော့ Master Bedroom အခန်းလေးဖြစ်ပါတယ်ရှင်။လေဝင်လေထွက်နဲ့အလင်းရောင်ကောင်းကောင်းရပြီးတော့ aircon နဲ့တက်ဆင်ပေးထားပါတယ်။ဒါကတော့ kitchen room လေးဖြစ်ပါတယ်ရှင်။အခန်းကျယ်ပြီးတော့ cabinet တွေအစုံပါပါတယ်။အခုကတော့ဒုတိယထပ်ကိုလိုက်ပြပေးမှာဖြစ်ပါတယ်ရှင်။လေကားလည်းရန်ကတော့ရိုးရိုးလေးနဲ့အမြင့်ဆန်းတဲ့ပုံစံလေးပါ။မြင်မြင်ချင်းတွေ့ရမှာကတော့ living room အခန်းလေးဖြစ်ပါတယ်ရှင်။ဒီရဲ့ထူးခြားချက်ကတော့မီဒီအစမ်းလေးတွေမီးရောင်လှလှလေးတွေတုံးပြီးတော့စိတ်ကိုဆွဲဆောင်ထားတာပါ။ living room space လည်းတော်တော်လေးကျယ်ပါတယ်။ luxury housing ရဲ့အားသာချက်ကတော့ပတ်ဝန်းကျင်အလားကိုအပြည့်အဝမြင်တွေ့ရတာပါ။ဒုတိယထပ်မှာတော့ master bedroom 3 ခန်းရှိပါတယ်။3 ခန်းထဲမှာတော့ဒီအခန်းကအလှဆုံးအထည်ဆုံးအခန်းဖြစ်ပါတယ်။အဖြူရောင်နဲ့ခဲနဲ့ရောင်တွင်းဆက်ကတကယ်ကိုရိုးရှင်းပြီးတော့ခံလာပါတယ်။နည်းနည်းချက်မီးတွေကိုလည်းအပြိုင်ခံပြီးပေးထားပါတယ်ရှင်။ဒီခန်းထဲမှာရေချိုးခန်းပတ်သက်လည်းတက်ဆင်ပေးထားပါတယ်။ပတ်သက်အပေါ်တက်တဲ့မှာတော့ sports light မီး3လုံးတက်ဆင်ပေးထားပါတယ်ရှင်။ဒါကတော့တတိယထပ်ပါ။လက်တိုက်ထပ်မှာဆိုရင်တော့ဘုရားခန်းနဲ့ master bedroom 3 ခန်းရှိပါတယ်။ဘုရားခန်းလေးထဲမှာတော့ဘုရားကျောင်းဆောင်လေးပါတစ်ခါရေးထည့်ပေးထားပါတယ်။ကျေးဇူးတော်ပိတ်စာပူဇော်မဲ့နေရာမှာ sports light မီး3လုံးထိုးပေးထားပါတယ်။ဒီအခန်းကတော့ဘုရားခန်းနဲ့ကပ်ရက်က master bedroom အခန်းလေးဖြစ်ပါတယ်ရှင်။တအိမ်လုံးမှာစုစုပေါင်း master bedroom 6 ခန်းရှိပါတယ်။အဲကွန်ကိုလုံးလည်းတက်ဆင်ပေးထားပါတယ်။ရေကတော့ဂျိုးဖြူရောအဝီစီရေရောနှမျိုးလုံးရပါတယ်ရှင်။ဒါကတော့ roof slag ကိုတက်မဲ့လေကားလေးဖြစ်ပါတယ်။ house store လို့လာသမျှအိမ်တွေထဲမှာတွေ့ရခဲ့ပြီးတော့ရှားပါတဲ့ပုံစံမျိုးလေးဖြစ်ပါတယ်။အပြင်ပတ်ဝန်းကျင်ကိုမှန်လေးပဲချပြီးတော့မြင်တွေ့ရတာကတော့တကယ်ကိုစိတ်လှုပ်ရှားဖို့ကောင်းပါတယ်။ဒီရဲ့လက်ရှိခေါ်စီကတော့3,000 ခွဲဖြစ်ပါတယ်ရှင်။စိတ်ဝင်စားလို့ဝယ်ယူခြင်းနဲ့ဆိုရင်တော့ကျမတို့စိုးစံလင်းအိမ်ချမ်းမြေကျိုးဆောင်ကုမ္ပဏီကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါပြီရှင်။ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။အားရသောနေ့လေးဖြစ်ပါစေ။